မကွေးတိုင်းဒေသကြီးအောင်လံခရိုင်အောင်လံမြို့နယ်ကြီးရက်ကုန်းကျေးရွာရှိတောင်သူများသီးနှံများစနစ်တကျစိုက်ပျိုးနိုင်ဖို့နဲ့သီးနှံထွန်းနှုန်းတိုးစေဖို့အတွက်စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ168.85 ဧကဖော်ထုတ်ပြီးသီးနှံများစိုက်ပျိုးလျက်ရှိပါတယ်။သတင်းပြေဆုံးကိုမကွေးသတင်းဌာနခွဲကဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။အောင်လံမြို့နယ်ကြီးရက်ကုန်းကျေးရွာအုပ်စုကစပားကိုအဓိကဖြစ်ပြီးစိုက်ပျိုးသီးနှံများစနစ်တကျထွန်းရက်စိုက်ပျိုးနိုင်ပြီးတစ်နှစ်ကို3သီးစိုက်ပျိုးနိုင်ဖို့နဲ့ပန်းတိုင်ရထွန်းနှုန်းရရှိစေဖို့အတွက်စက်မှုလယ်ယာစနစ်ကျလယ်မြေများကိုဖော်ထုတ်ပေးတာဖြစ်ပါတယ်။လက်ရှိမှာတော့ကြီးရက်ကုန်းကျေးရွာအုပ်စုရှိတောင်သူ112ဦးရဲ့မြေဧကများပေါ်မှာအကောင့်ထေပေါ်ဆောင်ရွက်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့လျှက်စစ်မြစ်တင်စီမံကိန်းမှရင်းနဲ့ຫນွေစပါးမိုးစပါးသီးနှံများစိုက်ပျိုးနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။မြေတောင်အနေနဲ့ကတော့လျှက်စစ်မြစ်တင် DICညောင်းလက်တံကနေတိုက်ရိုက်ယူပြီးတော့တောင်သူဦးရေကတော့112ဦးရှိပါတယ်။မူလဧက168.85 ဧကမှာပြန်လည်ဖော်ထုတ်တဲ့အချိန်မှာ155.34 ဧကထွက်ရှိပါတယ်။အရော့တဲ့အနေနဲ့800ခန့်ကျော်နေသွားပါတယ်။ကျော်နေရတဲ့အကြောင်းရင်းကတော့ကုန်ထုတ်လမ်းများရေသွင်းမြောင်းရေထုံမြောင်းများဆောင်ရွက်တဲ့ဖြစ်ပါတယ်။မူလအကွက်ပေါင်း340ပုံစံမျိုးရှိတဲ့အကွက်ပေါင်းကိုဖော်ထုတ်လိုက်တဲ့အခါမှာစနစ်တကျတောင်းမစရုကံပုံအကွက်196ကွက်ထွက်ရှိပါတယ်။တောင်သူပိုင်ဆိုင်မှုအလိုက်အခြေခံပြီးတော့အကွက်ပိုင်းခြားခွဲဝေထားပါတယ်။ကုန်ကျငွေကတော့ပြည်ထောင်စုဘတ်ဂျက်ကျပ်တန်းပေါင်း364.16တန်းကုန်ကြပြီးတော့တဧကဖြန့်ဖြန့်တန်ဖိုး2.16တန်းကုန်ကြပါတယ်။စက်မှုလယ်ယာစနစ်ကျလယ်မြေတွေဖော်ထုတ်လိုက်ခြင်းအပြင်ရေသုံးစွဲမှုရောရှာစေခြင်းထွန်ရည်ရေးအချိန်မှာစက်ကရိယာရန်ရာကြီးများအလွယ်တကူဝင်ရောက်နိုင်ခြင်းရေသိမ်းချွေလက်စက်ကြီးများအလွယ်တကူဝင်ရောက်နိုင်ခြင်းကြောင့်တောင်သူလယ်သမားများတွေမှာဖြစ်လေဖြစ်ထရှိတဲ့ပြဿနာဖြစ်တဲ့အကွက်တွေကိုဝင်ရောက်တဲ့အခါမှာလွယ်ကူချောမွေ့ပြီးတော့ထွန်ရည်ခြင်းရေသိမ်းခြင်းတွေမှာလွယ်ကူစေပါတယ်။ရေသွင်းမြောင်းရေထုံမြောင်းတွေဖော်ထုတ်ထားတဲ့အတွက်ရေသုံးစွဲမှုလျှော့ကျစေပြီးရေလိုအပ်မှုကိုလျော့နည်းစေပါတယ်စက်မှုလယ်ယာစနစ်ကျလယ်မြေများမှာစိုက်ပျိုးတဲ့သီးနှံများအနေနဲ့ပုံမှန်စိုက်ပျိုးနည်းစနစ်များတဲ့စနစ်ကျတဲ့အပြင်စနစ်တကျရေကိုအသုံးပြုနိုင်ခြင်းစက်ကရိယာများနဲ့အလွယ်တကူထွန်းရက်စိုက်ပျိုးနိုင်ခြင်းတို့ကြောင့်အောင်လံမြို့နယ်အတွင်းမှာတော့လက်ရှိအကောင့်ထဲပေါ်နေတဲ့စက်မှုလယ်ယာစနစ်ကျလယ်မြေများမှာຫນွေစပါးမိုးစပါးများပန်းတိုင်အထွက်နှုန်းတဲ့နှစ်စဉ်ကျော်လွန်ထွက်ရှိလျက်ရှိတယ်လို့သိရပါတယ်။ဒီသတင်းကိုတော့မကွေးသတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်။